Hello ကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းမိသားစုတွေနဲ့ချစ်ရတဲ့ပရိသတ်တွေအားလုံးမင်္ဂလာပါကျွန်တော်ရဲ့ချစ်ပရိသတ်တွေကျွန်တော်မိတ်ဆွေတွေအားလုံးရန်သူမျိုး၅ပါးဘေးနဲ့ကတ်ဆိုး၃ပါးမှာလွတ်ကင်းကြော်ဖြတ်နိုင်ကြပါစေအေဂျင့်သာကြပါစေလို့ဆုတောင်းပါတယ်ကျွန်တော်ဒီတစ်ခေါက်မှာ TikTok ကနေပြီးတော့ယူလာတဲ့ဟာတပ်ပလော့လေးတွေကို reaction လုပ်ပြီးတင်ဆက်သွားမှာဖြစ်ပါတယ်တချို့ကစကားပြောမှရှိရတယ်တချို့ကစကားမပြောလဲသူ့ရဲ့ပလော့အကြောင်းအရာလေးကကြီးစရာဖြစ်တယ်ပေါ့နော်နောက်ထပ်အတူလေးတွေကကြတော့စိတ်တူစရာကောင်းတယ်သူတို့လှုပ်သွားတဲ့ဥစ္စာတွေအရင်ကြီးစရာကောင်းတယ်တချို့ဥစ္စာတွေကလည်းကျွန်တော်ကိုယ်တိုင် edit လုပ်ပြီးတော့ကြီးစရာကောင်းထပ်လုပ်ထားတာဖြစ်ပါတယ်ကျွန်တော်နဲ့အတူတူဒါလေးကိုကြည့်ပြီးတော့ကြည့်လိုက်ရအောင်ဗျာ你们家不是啥单呐？ကျွန်တော်ကစတိုင်တာပါ你们哪来的？သူကျွန်တော်ကိုထိုးလို့လေသူကျွန်တော်ကဟိုလေတက်တူးထိုးတယ်အဲ့ဒါသူကဆိုင်လာလဲပြီးရောတက်တူးလေးထိုးခြင်းလို့တဲ့ဘာတုံလန်ထိုးမလဲလို့မေးတယ်အဲ့သူကဂျပန်စတိုင်ထိုးမယ်လို့ပြောတယ်အဲ့ဒါဂျပန်စတိုင်ထိုးမယ်စတိုင်ဘယ်လိုပုံစံထိုးမလဲလို့အစင်ပြေလို့ထိုးတယ်ဆိုတော့ကျွန်တော်လည်းအဲ့ဒါနဲ့ဂျပန်စတိုင်လေးသူ့ကိုတခြားထိုးပေးလိုက်ပါတတူးလေးထိုးပေးပြီးပါကျွန်တော်ပတ်စံမပေးမယ်ဖြတ်ရဲလိုက်လို့အဲ့ဒါကြောင့်လားတိုင်တာ你家把这谁看？ဂျပန်စတိုင်ဘယ်လိုလဲဘောကြတယ်ဒီစကားပြောကြမလို့ဂျပန်စတိုင်ဆိုကောင်မလေးလှည့်ပြတယ်အားလေးလည်းမိုက်မချင်ပြီးစီတောင်းတယ်ရှားတယ်ဘာလို့စလက်ပြကြိုင်ပေးတာမိုက်တော့ဆောတာဘယ်လိုလဲရသဘောကျတယ်အဲ့ဒါလေးမိုက်ဒါလေးကြည့်အောင်Ulan kardeşler efendi. Yakaladım telefonunuz nerede? Adam böyle böyle. Ay şu ya doğru boca diyorလောက်တဲ့အဲ့ဒီကတော့အရင်စိတ်တူစရာကောင်းတာလေစားပြီချိလိုက်ရရေချိုးဒီစားငုတ်ပြီးစတိုင်နဲ့မလိုက်နဲ့ဟုတ်လားဟောတက်နေပြီခုံကြပါအေးညာအေးလေသူ့ကိုချာအားရပါရတယ်ဒီတော့ခေါ်ဘလို့လဲမိုင် Shalom. Shalom。Hebat kali kau ya, jam segini kau baru pulang. Kenapa aja kau seharian? Ya kau kira yang masih lajang? မိမတွေနော်အလက်ရတယ် Kata aku ya, apanya maksudnya ini? Bang! အဲ့ဒီမှာဒီရကပါရင်လည်းကောင်းဒီရကပါတော့ Sama dah. Baik lagi. ကောင်းနော်အားလုံးကျေးဇူးတင်ပါတယ်ဒါလေးကိုကြည့်ပြီးတော့ခဏတာလေးဖြစ်ပြီးကြည်လူနိုင်ကြပါစေလို့ဆုတောင်းပါတယ်ကျွန်တော်ရဲ့တငယ်ချင်းတွေအားလုံးကိုစိတ်ကြကျမ်းမှာချမ်းသာပြီးတော့ဘေးရန်ခတ်သိမ်းကြွင်းကြပါစေကျွန်တော်ရဲ့ Yeto Reaction LOL Channel ကိုလည်း Subscribe မလုပ်ရသေးဘူးဆိုရင် Subscribe လုပ်ထားပေးဖို့တောင်းဆိုပါရစေကျွန်တော်နောက်ထပ်လည်း Social Media တွေက social media ဘောင်းဆောင်ဟာတာပလော့လေးတွေကျွန်တော်ကိုယ်တိုင်ကြိုက်တဲ့ဇက်ကားတွေဇလန်ဒိုတွေ
ဟာတာပလော့တွေပညာပေးတွေဇက်တိုက်တင်သွားမှာဖြစ်တဲ့အတွက် subscribe လုပ်ပေးထားကြဖို့တောင်းဆိုပါရစေအားလုံးကိုကျေးဇူးတင်ပါတယ် bye bye